မြတ်စွာဘုရားကဖိတ်ခေါ်တယ်ဒီတရားတွေကိုငါကိုယ်ပိုင်ညာနဲ့သိတယ်လို့ပြောထားတဲ့အထင်ပဲဘယ်ဟာဖြင့်အရှင်ဘုရားမသိပါဘူးလို့ထောက်ပြနိုင်မလားဒီအချက်နဲ့ပတ်သက်လည်းပဲငါ့ကိုထောက်ပြနိုင်မဲ့ပုဂ္ဂိုလ်မရှိပါဘူးတဲ့ဘယ်တရားဖြင့်အရှင်ဘုရားမသိသေးပါဘူးဆိုတာကိုထောက်ပြနိုင်စွာဘယ်သူမှမရှိဘူးဒုတိယအချက်နဲ့ငါရဲ့တဏ္ဍမှာဒီအာသဝတရားတွေဟာကုန်ပြီးသားဖြစ်တယ်အဲ့ဒီလိုကုန်ပြီးသားဖြစ်တယ်လို့ငါဝန်ခံပြီးတော့ကြေညာထားတာအရှင်ဘုရားတဏ္ဍမှာဒီအာသဝတွေဖြင့်ကျမ်းနေပါသေးတယ်လို့ထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်ရှိလားရှိရင်ထောက်ပြနောက်တစ်ချက်ကတော့ဒါလုံးမဲ့ဒီအကျင့်ကျင့်မယ်ဆိုရင်ဒီအကျိုးကိုသေချာပေါ့ဟောဒီတရားကထုတ်ဆောင်လိုက်ဥပမာဆိုတော့မေတ္တာဘာဝနာပွားရင်မေတ္တာဘာဝေတ္တဗာဒေါသတပါဟနာယမေတ္တာပွားလို့ရှင်ဒေါသပျောက်တယ်အေးမေတ္တာပွားရင်လည်းဒေါသမပျောက်ဘူးငါပြောတဲ့စနစ်တကျပွားရင်လည်းဒေါသမပျောက်ဘူးအလုံးမဖြစ်ဘူးလို့ထောက်ပြနိုင်လားအတုပဘာဝေတ္တဗာရာဂတပါဟနာယတွေ့တာချစ်ခင်တဲ့တဏှာရာဂကိုဖယ်ရှားဖို့အတွက်အတုပဘာဝနာပွားပါကြာကြာနာနာပွားရတဲ့တဏှာရာဂမပြောက်ဘူးလို့ထောက်ပြနိုင်လားဟောဒီအကျိုးအတွက်ဒီလမ်းစဉ်ကိုချမှတ်ထားပြီးအဲ့ဒီအတိုင်းလျှောက်လန်းတဲ့ပုဂ္ဂိုလ်ဟောဒီလှုပ်ဆောင်ချက်ကနေပြီးတော့မဖြစ်ပေါ်စေဘူးလို့ထောက်ပြနိုင်သလားထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်တရားအောင်မှမရှိလောကကြီးမှာဒီလိုထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်တဦးမှလူထဲမှာလည်းမရှိဘူးသမဏဗြဟ္မဏတွေထဲမှာလည်းမရှိဘူးနတ်တွေပြမတွေထဲမှာလည်းမရှိဘူးမြတ်စွာဘုရားကဒီအချက်တွေနဲ့ပတ်သက်ပြီးတော့ရဲရဲဝံ့ဝံ့မိန့်ကြားခဲ့တယ်ဆိုပြီးတော့မြတ်စွာဘုရားကတစ်ခုချင်းရှင်းလင်းပြောပြပြီးကောင်းကင်ယံကပြန်ကြွသွားလိုက်တာ